ရာတော်ရဲ့ဘုရားဝဲသို့ကြွရောက်လာကြတဲ့ဂရမအပေါင်းသူတော်ကောင်းများနဲ့ဆရာတော်သံဃာတော်ရှင်မြတ်တို့ဗျာဆရာတော်ရဲ့ထေရပတ္တိကိုဖတ်ကြားခွင့်ပြုပါရန်လျှောက်ထားပါသည်ဗျာရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငတ်တက်ကြီးမြောက်ရက်ွက်တော်ကူလေးပြတ်တက်ကျောင်းတိုင်းမဏိရဏကျောင်းမှာကမ္မထာနာစရိယမဟာကမ္မထာနာစရိယဧကမဟာကမ္မထာနာစရိယတတ္တမဇောတိကတဇဘောဓိစိတ်တော်ယဗဒန္တဒေဇနိယအရှင်မြတ်အားကုဏဝိသိဋ္ဌာပူဇော်ပွဲအခမ်းအနား၌ဖတ်ကြားပူဇော်အပ်သောထေရပတ္တိပါဗျာဆရာတော်ဖွားမြင်ခဲ့ရာအယတ္တိတာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနိုင်ငံတော်အစိုးရမှဇန်နဝါရီလ4ရက်လွတ်လပ်ရေးနေ့တွင်စက္ကန့်လူတန်းခဲ့သော2016ခုနှစ်ကမ္မထာနာစရိယဘွဲတစိတ်တော်2020ခုနှစ်မဟာကမ္မထာနာစရိယဘွဲတစိတ်တော်2022ခုနှစ်ဧကမဟာကမ္မထာနာစရိယဘွဲတစိတ်တော်2026ခုနှစ်ဇန်နဝါရီလ4ရက်လွတ်လပ်ရေးနေ့တွင်တတ္တမဇောတိကတဇဘောဓိစိတ်တော်အသီးသီးတို့ကိုခံယူရရှိတော်မူသည့်ဆရာတော်ဗဒ္ဒန္တဒေဇနိယလောင်းလျာကိုမကွေးတိုင်းဒေသကြီးပခုတ်ကူခရိုင်ရေစကြိုမြို့နယ်နေရင်ရွာခမည်းတော်ဥဆောင်မေတော်တော်ထွေးတို့မှ2029ခုနှစ်နေုံလပြည့်ကျော်9ရက်စနေနေ့တွင်မေကျူတတ်စဉ်ဖွားမြင်တော်မူခဲ့ပါသည်ဆရာတော်လောင်းလျာရှင်သာမဏေဖြစ်ရာအချိန်ခါဆရာတော်ဗဒ္ဒန္တဒေဇနိယလောင်းလျာသည်1336ခုနှစ်ကဆုံလဇန်9ရက်9နှစ်သားအရွယ်မှာရေစကြိုမြို့နယ်နေရင်ရွာလေပေါ်ကျောင်းဆရာတော်ဗဒ္ဒန္တဝရတာမိကိုဥပ္ပစ္စေပြုလျက်ခမည်းတော်မေတော်တို့၏ပစ္စယနှုတ်ကားဖြင့်ရှင်သာမဏေဖြစ်သို့ရောက်ရှိခဲ့ပါသည်ဝဲတော်ကိုရှင်ဒေဇနိယကိုပေးခဲ့ပါသည်ဥပတံပရမင်္ဂလာပြည့်ရာအချိန်ခါ1348ခုနှစ်ဒုတိယဝါဆိုလဇန်14ရက်နနက်9:40အချိန်တွင်မယန်းကုန်းမြို့နယ်နာဂလိုင်ကိုကလေးဝတော်ရဇာတင်တိုက်ကလေးဝအဘိုးဆရာတော်ဗဒ္ဒန္တသာကရကိုဥပ္ပစ္စေပြု၍တကုံမြောက်ပိုင်းမြို့နယ်41ရပ်ကွက်မြတ်လေးလန်းအမှတ်113ခုနှစ်ဥပသောမိသားစုတို့၏ပစ္စယနှုတ်ခကိုခံယူကာမြင့်မြတ်သောယဟန်ဖြင့်သို့ရောက်တော်မူခဲ့ပါသည်ဆရာတော်အားကန္တမင်္ဂလာပြုကြသောတရားဓမ္မများမှာတော်ဖြူဖြူတန်းနှင့်ညီမတစုရှမ်းကုန်းလန်းစမ်းချောင်းမြို့နယ်တော်ကြီးမိသားစုကြည်မြင့်တိုင်မြို့နယ်ဥညာထွန်းမတ်တင်သေးဆွေမိသားစုမကြီးကန်ကြီးရွာအုပ်စုကမာနုအရှိခွင်းခရမ်းမြို့နယ်တို့ကကန္တမင်္ဂလာပြုခဲ့ကြပါသည်ဆရာတော်ပညာသင်ယူခဲ့သောဆရာတော်များမှာဗဒ္ဒန္တဝရတာမိလေပေါ်ကျောင်းပခုတ်ကူခရိုင်ရေစကြိုမြို့နယ်နေရင်ရွာနဗန္ဒီဗဒ္ဒန္တအိန္ဒကဗဒ္ဒန္တပညာဇောတမြို့နယ်သံဃာနာယကအဖွဲ့ဝင်တော်ကူလီပြတ်သက်ကျောင်းတိုင်းဆရာတော်ဗဟန်းမြို့နယ်ရန်ကုန်မြို့နံပါတ်3ဗဒ္ဒန္တအိန္ဒောဘာသဝိနည်းတရာဝိနည်းကောဝိရမဟာစီရိတ်တာမြင်းကျန်မြို့နံပါတ်4လေဒီဗဒ္ဒန္တဇာကရာဘိဝန္တဒိပိကတရဒိပရိကကောဝိဒမူလအာဘိဓမ္မိကဧကမကန္ထဝါစကပန္တိတာဧကမပန္တိတာဧကမကမ္မထာနာစရိယစေတိယေကနပဝရတိရိမဟာဓမ္မဂုရုမြန်မာနိုင်ငံတော်လုံးဆိုင်ရာလေဒီကမ္မထာနာစရိယအဖွဲ့ဥက္ကဋ္ဌပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတနိုင်ငံစွမ်းဆောင်ရည်စုနိုင်ငံတော်ဩဝါဒစရိယာကလေးဝတော်ရဆရာတော်နှင့်ဆရာတော်များကလေးဝတော်ရစာသင်ကျောင်းတိုင်းမယန်းကုန်းမြို့နယ်နံပါတ်5
ဗဒ္ဒနာကုဏ္ဏညာဗဒ္ဒနာတိရိန္ဒာဘိဝန္တာတိပိဋကရောဆရာတော်နဲ့စာကြဆရာတော်များဗဟန္နတော်လံမဟာဝိသုဒ္ဓါယုံပါဠိတက္ကသိုလ်ရှိခြင်းကျောင်းတိုင်းဗဒ္ဒနာဇောတိပါလာဗဒ္ဒနာညေယဓမ္မာဘိဝန္တာပိဋကတေယပါရဂုဗဒ္ဒနာဣန္ဒရိယဘိဝန္တာသသအာဝတ္တန္တကာကျခဝိုင်းကျောင်းတိုင်းဘဂုံမျိုးနမခောဗဒ္ဒနာမုနိတာဘိဝန္တာပရမကျော်သသအာဝိနမိတာယုံစာတင်တိုင်းဘဂုံမျိုးတို့ဖြစ်ပါတယ်ပရိယဏိစာပေများကိုသင်ယူ၍အောင်မြင်ခဲ့ရာအတ္တများကဆရာတော်ဗဒ္ဒနာဒေသနိယအရှင်မြတ်သည်နာဂလံကိုကလေးဝတော်ရာစာတင်တိုင်းမှာအစိုးရပရမငယ်ရန်မယံကုန်းမြို့နယ်၌မြို့နယ်ပထမအစိုးရပရမလတ္တံဗဟမဟာဝိသုဒ္ဓါယုံပါဠိတက္ကသိုလ်ရွှေကျင်ကျောင်းတိုင်းမှာအစိုးရပရမဟိရန်ဘဂုံမြို့ကျက်ခဝိုင်းကျောင်းတိုင်းမှာအစိုးရဓမ္မစရိယာဓမ္မသင်္ကနီကျမ်းမဟာဝိသုဒ္ဓါယုံပါဠိတက္ကသိုလ်ရွှေကျင်ကျောင်းတိုင်းပရိယတိသတ္တမဟိတာပရမဇိတံတို့နှင့်အခြားကျောင်းတိုင်းဇာမပွဲများအသင်းဆိုင်ရာဇာမပွဲများကိုလည်းပဲအသီးသီးအောင်မြင်တော်မူခဲ့ပါသည်ဗျာဆရာတော်ဇာဝပုချစာသင်ကြားခဲ့ရာကျောင်းတိုင်းများမှာရန်ကုန်တိုင်းဒေသကြီးမယံကုန်းမြို့နယ်နာဂလန်ကိုကလေးဝတော်ရကျောင်းတိုင်းစာသင်တိုင်း၌1350ခုနှစ်မှစ၍1354ခုနှစ်အထိ4နှစ်တိုင်ကျောင်းတိုင်းသာသနာတော်များနဲ့ငယ်လက်ကြီးဓမ္မစရိယဆိုင်ရာပရိယတိစာပေများကိုပို့ချပေးခဲ့ပါသည်ဆရာတော်သင်္นานတရားအားထုတ်ခဲ့ရာနေရာဒေသများကကမ္မဌာနစရိယမဟာကမ္မဌာနစရိယအက္ခမဟာကမ္မဌာနစရိယသတ္တမဇောတိကတသဘောဓိစိတ်တော်ရဆရာတော်ဗဒ္ဒနာဒေသနိယအရှင်မြတ်သည်1362ခုနှစ်စမ်းချောင်းမြို့နယ်အမှတ်33ခုမြင်းဆောင်ကကြီးပြည်လံလေဒီမူဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုင်း၌လေဒီဝိပဿနာပြန်ပွားရေးဖို့အဖွဲ့ချုပ်ဩဝါဒစရိယဆရာတော်များနဲ့လေဒီကမ္မဋ္ဌာန်းစရိယအဖွဲ့မှကြီးမှုကျင်းပလျက်ရှိသောတနေ့11ကြိမ်45ရက်တိုင်လေဒီကမ္မဋ္ဌာန်းစရိယဆရာဖြစ်တင်တန်းကိုဆရာတော်ကိုယ်တိုင်တင်တန်းတက်ရောက်၍တရားအားထုတ်ခဲ့ပါသည်ဆရာတော်၏သာသနာပြုလုပ်ငန်းဆောင်ရွက်ချက်များဒီပသာသနာပြုမဲခေါင်မြေဝံဒေသတလျှောက်ကြီးသုဏဘူမိထေရဝါဒဗုဒ္ဓသာသနာနိုင်ငံများဖြစ်သောကမ္ဘောဒီးယားလာအိုမြန်မာထိုင်းဗီယက်နမ်5နိုင်ငံသာသနာရှိကြည်ရေးနိနောဖလှယ်ပွဲကို1319ခုနှစ်မေလ24ရက်တနင်္ဂနွေနေ့မှာဇွန်လ4ရက်နေ့တနင်္ဂနွေနေ့အထိ15ရက်တိုင်ရန်ကုန်တိုင်းဒေသကြီးမယံကုန်းမြို့နယ်နာဂလန်ကိုဘုရားကောင်းပြီကလေးဝတော်ရကျောင်းတိုင်းဤဦးစီးပဓာနနာယကဒုပရိကတရဒုပရိကကောဝိဒာမူလအာဘိဓမ္မိကအက္ခမဟာကရအက္ခမဟာကန္နဝါစကပန္တိတာအက္ခမဟာပန္တိတာအက္ခမဟာကမ္မဌာနစရိယစေတီယင်္ဂနာဘောဝရတိရိဓမ္မဂုရုမြန်မာနိုင်ငံလုံးဆိုင်ရာလေဒီကမ္မဌာနစရိယအဖွဲ့ဥက္ကဋ္ဌနိုင်ငံတော်သမ္မတ၏နိုင်ငံစွမ်းဆောင်ရည်စုနိုင်ငံတော်ဩဝါဒစရိယကေလေးဝတော်ရဆရာတော်လေဒီဗဒ္ဒနာဇာဂရာဘေဝန္တာ၏စီစဉ်တောင်းပေးသာသနာပြုစေလွန်မှုဖြင့်ကျောင်းတိုက်ကိုစားထေရဝါဒ9နိုင်ငံမြန်မာနိုင်ငံမှကျောင်းတိုက်4တိုက်တို့၏ဆရာတော်သံဃာတော်များ9နိုင်ငံမှဆရာတော်သံဃာတော်များနှင့်နိုင်ငံအလိုက်တပိသာသနာဒါယကတေကမအများစုပေါင်း၍လက်လေသာသနာပြုဆောင်ရွက်ခဲ့ရာရောက်ရှိသည့်နိုင်ငံများ၌သံဃာတော်များစုပေါင်း၍တရားထိုင်ခြင်းဘုရားကုံတော်များအတူတကွရွတ်ဖတ်ပူဇော်ခြင်းပရိတရားတော်များရွတ်ဖတ်ပူဇော်ခြင်းဘောဓိပင်များစိုက်ပြုပူဇော်ခြင်း9နိုင်ငံသာသနာချစ်ကြည်ရေးအထိမ်းအမှတ်တစိမ့်မှတ်တိုင်များကိုလည်းရောက်ရှိသည့်နိုင်ငံမှလက်ခံသိခြင်းနိုင်ငံတိုင်းမှာထေရဝါဒဗုဒ္ဓသာသနာတပိဒါရကမများကလည်းစံစံစိတ်လောင်းလုံးပူဇော်ခြင်းသာသနာပြုလှည့်လည်သည့်အခါတနိုင်ငံနဲ့တနိုင်ငံဘောတော်ရည်သားများဖြင့်နိုင်ငံလိုက်တည်တည်ကြွရှိ၍ခီးစဉ်သွားလာမှုလုံခြုံချောမွေ့စေရန်လုံခြုံရေးများခီးစဉ်စာဆုံးအပြေဝါချထားကလိုက်လံဆောင်ရွက်ပေးပြီး15ရက်ခရီးထေရဝါဒဗုဒ္ဓ
ဘာသာ9နိုင်ငံသာသနာရှိစစ်တီရေးသာသနာပြုကိစ္စများကိုယခုနှစ်ရရှိခဲ့သည့်ဝဲနေတိုက်တအောင်ဆောင်ရွက်ခဲ့ပါသည်ဤတွင်သာသနာပြု26နှစ်အတွင်းဆောင်ရွက်ချက်များကိုလည်းအချိန်ကိုငဲ့ကွက်သောအပြင်ဝိုင်းပုံမှာမိမိတို့ကိုယ်တိုင်ကြည့်ရှုပြီးတော့ကြည်ညိုနိုင်ပါတယ်ယခုကဆရာတော်သတင်းသုံးသာသနာပြုတဲ့အချိန်မှာဗဒ္ဒန္တနေဇနီယာအရှင်သူမြတ်သည်ယခုကရန်ကုန်တိုင်းဒေသကြီးဗဟန်းမြို့နယ်ငါးရက်ကြီးပြတ်သက်ကျောင်းတိုင်းမဏိရတနာကျောင်း၌သတင်းသုံးနေထိုင်၍စမ်းကျောင်းမြို့နယ်လေရီမူဝိပဿနာကမ္မထံကျောင်းတိုင်းတွင်လစဉ်ပုံမှန်တရားစခန်းများနှင့်အခြားတရားစခန်းများရှိယောဂီများကိုကမ္မထံတရားများပြသ၍ကမ္မထံသင်တန်းများပေးကသာသနာပြုလုပ်ငန်းနှင့်သာသနာတောင်များကိုအစဉ်တစိုက်ကျိုးပန်းဆောင်ရွက်လျက်ရှိပါကြောင်းပြောကြရင်းနဲ့ဏိဂုံးချုပ်အပ်ပါတယ်သာဓုသာဓုသာ